ကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာမြေပေါ်မှာတက်ရှိမျိုးစိတ်ပေါင်းဟာတန်းနဲ့ရှိပြီးတော့ရှိပါတယ်။ရင်းနဲ့ပိုင်းကထူးဆန်းတဲ့ရင်းနေသတ္တဝါတွေကောင်းကင်ယံကလှပတဲ့ငှက်တွေပြီးတော့ဒီကမ္ဘာမြေကြီးကိုအုပ်စိုးထားတဲ့ကျွန်တော်တို့လူသားတွေအပါအဝင်ပေါ့။ဒီလောက်ဆန်းပြားလာတဲ့တက်ရှိတွေကဘယ်လိုနည်းနဲ့ဖြစ်တည်လာခဲ့သလဲဆိုတဲ့မေးခွန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီမေးခွန်းအတွက်လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ရှိတဲ့အချိန်ထိလူသားတွေရဲ့အဖြေကတစ်ခုတည်းပဲရှိခဲ့ပါတယ်။အဲ့ဒါကတော့တကိုးရှင်တူဦးကအဆဆုံးပုံစံချပြီးဖန်ဆင်းခဲ့တယ်ဆိုတဲ့အယူဆပဲဖြစ်ပါတယ်။ဒါပေမဲ့1832ခုနှစ်ဒီဇင်ဘာလရဲ့အေးချမ်းလာတဲ့နေ့တစ်နေ့မှာတော့အသက်22နှစ်အရွယ်ပဲရှိသေးတဲ့ပြည်တိန်လူငယ်လေးတစ်ယောက်ဟာ HMS Baker လို့ခေါ်တဲ့ရွှေသိမ်းမော OE ဒီစီးဘော်ကိုတက်သွားခဲ့ပါတယ်။သူကဖုန်းကြီးဖြစ်ဖို့စာသင်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူကဘာလှည့်ပြီးပြန်လာတဲ့အချိန်မှာတော့ဖုန်းကြီးတစ်ပါးဖြစ်မလာခဲ့ပဲနဲ့လူသားမျိုးနဲ့တမိုင်းတစ်ချောင်းအကြီးကျယ်ဆုံးအစွန်းရောက်ဆုံးနဲ့ဘာသာရေးအယူဆတွေကိုမြစ်ကနေကင်လှုပ်ပစ်မဲ့စင်ငယ်ပြောင်းလဲခြင်း theory ကိုတည်ဆောင်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ချားတာဝင်ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းတိုင်းတသွေးမသိယုံကြည်ခဲ့တဲ့ခေတ်ကြီးကိုပြောင်းပြန်လှန်ဖြစ်ဖို့တဘာဝတရားကြီးရဲ့လှုပ်ဝက်ချက်တွေကိုရှာဖွေခဲ့တဲ့ချားတာဝင်ရဲ့စွန့်စားကမ်းတွေဘာသာရေးနဲ့သိပ္ပံကြားကပြင်းထန်တဲ့ထိပ်တိုက်တွေ့မှုတွေပြီးတော့စင်ငယ်ပြောင်းလဲခြင်း evolution ဆိုတာဘာလဲဆိုတာကိုအသေးစိတ်ခွဲခြမ်းစိတ်ပြကြည့်သွားမှာပဲဖြစ်ပါတယ်ဒါဝင်ရဲ့ဘဝအကြောင်းကိုမလေ့လာခင်ကျွန်တော်တို့အရင်ဆုံးနားလည်ထားရမယ့်အခြေခံ concept တစ်ခုရှိပါတယ်။အဲ့ဒါကတော့စင်ငယ်ပြောင်းလဲခြင်း evolution ဆိုတဲ့စကားလုံးပါ။ရိုးရိုးရှင်းရှင်းပြောရရင်စင်ငယ်ပြောင်းလဲခြင်းဆိုတာတက်ရှိတွေကမျိုးဆက်တစ်ခုပြီးတစ်ခုဖြတ်တန်းရင်ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်ခန္ဓာဗေဒနဲ့ဗီဇဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒီနေရာမှာလူအများစုဟာကြီးမားတဲ့အထင်မြင်လွဲမှားမှုတစ်ခုရှိနေပါတယ်။လူတွေဟာမြောက်တွေကနေစတင်သက်လာလို့ပြောတာဟာစင်ငယ်ပြောင်းလဲခြင်း theory ကိုလုံးဝလွဲမှားစွာနားလည်ထားခြင်းပဲဖြစ်ပါတယ်။သိပ္ပံပညာကလူကမြောက်ကနေဖြစ်လာလို့မပြောပါဘူး။လူနဲ့မြောက်ဟာလွန်ခဲ့တဲ့နှစ်သားပေါင်းများစွာကပုံပိုးဘွား common ancestor တူတွေကနေခွဲထွက်လာတာလို့ပဲပြောတာပါ။ဒါအောင်မြင်တော့အောင်တစ်မိတပင်နဲ့ဥမာပေးရရင်တစ်ပင်တပင်ရဲ့ပင်စီကြီးကနေဂိုင်းတွေဖြာထွက်သွားတဲ့အခါဘယ်ဘက်ဂိုင်းနဲ့ညာဘက်ဂိုင်းဟာတစ်ခုနဲ့တစ်ခုတူချင်တူနေလိမ့်မယ်။ဒါပေမဲ့ဘယ်ဂိုင်းကမှဘယ်ဂိုင်းကနေဖြစ်လာတာမဟုတ်ပါဘူး။သူတို့နှစ်ဂိုင်းလုံးဟာအောက်ကပင်စီမကြီးတစ်ခုတည်းကနေပဲဖြာထွက်လာတာပါ။အဲဒီလိုပါပဲကျွန်တော်တို့လူသားတွေနဲ့ဒီနှစ်ခေတ်တွေ့ရတဲ့ချင်ပန်စီတွေဟာလည်းအဲ့ဒီတက်ကိုင်းခက်တွေလိုပဲပင်စီတစ်ခုရဲ့ကနေခွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်နောက်ထပ်အရေးကြီးဆုံးအချက်ကတော့စင်ငယ်ပြောင်းလဲခြင်းဆိုတာနှစ်အနည်းငယ်အတွင်းမှာနေချင်းညချင်းပြောင်းလဲသွားတဲ့ဖြစ်စဉ်မျိုးမဟုတ်ပါဘူးဒါမော်ဆရာတယောက်ကမော်တို့တန်လေးကိုဝှေ့ရမ်းလိုက်ပြီးတော့အုံဖွားလက်သမီးလေးဖြစ်စေဆိုပြီးချက်ချင်းဖန်တီးလို့ရတဲ့ဖြစ်စဉ်မျိုးမဟုတ်တာသိကြပါတယ်စင်ငယ်ပြောင်းလဲခြင်းဟာအရန်ကိုနှိကွေးလွန်းပါတယ်နှစ်ပေါင်းထောင်ချီတန်းချီပြီးတော့အချိန်ယူရတဲ့ဖြစ်စဉ်မှာဒါကိုပိုပြီးနည်းနည်းသဘောပေါက်ဖို့သမုဒ္ဒရာရဲ့အကြီးမားဆုံးတတ္တဝါကြီးဖြစ်တဲ့ဝေလငါးတွေရဲ့ရေဆင်းခီးစဉ်အကြောင်းကိုလေ့လာကြည့်အောင်ကျွန်တော်တို့ဒီနေ့ပင်လယ်ထဲမှာမြင်နေရတဲ့ဝေလငါးကြီးတွေဟာလွန်ခဲ့တဲ့နှစ်တန်ပေါင်း90ကျော်ကကုန်းပေါ်မှာရှီလေးချောင်းနဲ့လမ်းလျှောက်ခဲ့တဲ့တိရစ္ဆာန်ငယ်လေးတွေကနေဆင်းသက်လာရဲလို့ပြောရင်ယုံကြည်နိုင်မှာမလားသူတို့ရဲ့ဘူဝေမျိုးစိတ်တွေဟာမြေပြင်ပေါ်မှာတားကောင်လက်ချရင်ပဲအစားအစာရှားပါလာတဲ့အခါရေစက်ကနေရင်းနှက်ပိုင်းစီကိုအစာရှာဖို့တဖြည်းဖြည်းဆင်းသက်သွားခဲ့ကြပါတယ်မျိုးဆက်ပေါင်းထောင်နဲ့ချီဖြတ်တန်းသွားပြီးတဲ့အခါကုန်းပေါ်မှာလမ်းလျှောက်ခဲ့တဲ့ခြေထောက်တွေဟာရေရက်တွေဖြစ်လာခဲ့ပြီးခြေထဲမှာကူးခဲ့ရလွယ်အောင်ခန္ဓာကိုယ်ကငါးပုံစံပြောင်းလဲသွားခဲ့ရပါတယ်ဒါဟာတဘာဝတရားကြီးကဖန်တီးလိုက်တဲ့အမခန့်နုပညာဆန်တဲ့အကူပြောင်းတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ချားတာဝင်တို့ခေတ်တုန်းကတော့ဒီချက်ဟာကြီးမားတဲ့ဟာကွက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီခေတ်ကစင်ငယ်ပြောင်းလဲခြင်း theory ကိုစန့်ကျင်တဲ့သူတွေကဒါဝင်ကိုမင်းပြောလို့ကုန်းတတ္တဝါကနေရေတရေဝေလငါကြီးဖြစ်သွားတာဆိုလို့ရှိရင်ကုန်းလည်းမဟုတ်ရေလည်းမဟုတ်ပဲနဲ့အလယ်လက်တစ်ဝက်တစ်ပြက်တတ္တဝါတွေရဲ့ခန္ဓာကိုယ်ရုပ်ကျွင်း transitional forces တွေဘာမှလဲဆိုပြီးမိကုန်းထုတ်ခဲ့ကြပါတယ်ဒါဝင်ကိုယ်တိုင်ကလည်းအဲ့ဒီအချိန်ကမြေအောက်ကနေတဝက်တစ်ပြက်ရုပ်ကျွင်းတွေမရှာဖွေနိုင်ခဲ့လို့စိုးရင်ပူပန်ခဲ့ရပူပါတယ်ဒါပေမဲ့အခုခေတ်မှာတော့သိပ္ပံပညာကဒါဝင်မှန်ကန်ကြောင်းကိုသက်သေပြနိုင်ခဲ့ပါပြီဒီနေ့ခေတ်ပညာရှင်တွေဟာပါကစ္စတန်နိုင်ငံနဲ့အီဂျစ်နိုင်ငံရဲ့ကဏ္ဍရတွေကနေကုန်းပေါ်မှာရောရေထဲမှာပါနေနိုင်တဲ့ဝေလငါးတွေရဲ့ဘိုးဘေးရုပ်ကျွင်းတွေဖြစ်တဲ့ Pakicetus နဲ့ရေကူးနိုင်တဲ့ခြေထောက်ပါတဲ့ Ambulocetus ရုပ်ကျွင်းတွေကိုတိတိကျကျရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒါဟာကုန်းတတ္တဝါကနေရေထဲကိုဆင်ငယ်ပြောင်းလဲပြီးဆင်းသွားခဲ့တာဆိုတဲ့သမိုင်းကွင်းဆက်ရဲ့ပျောက်ဆုံးနေတဲ့အစိပ်ပိုင်းတွေကိုအဝင်ခွင်ကျပြန်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်စင်ငယ်ပြောင်းလဲခြင်းရဲ့နောက်ထပ်သက်သေပြစရာဥပမာတစ်ခုကတော့19ရာစုအင်္ဂလန်မှာတွေ့ခဲ့ရတဲ့အယောင်ပြောင်းသွားတဲ့လေးပြားလေးတွေရဲ့ဥပမာပဲဖြစ်ပါတယ်19ရာစုအလယ်ပိုင်းအင်္ဂလန်နိုင်ငံစက်မှုတော်လှန်ရေးမတိုင်ခင်က Pepper Moth လို့ခေါ်တဲ့လေးပြားတစ်မျိုးရှိပါတယ်အဲ့ဒီလေးပြားရဲ့ပုံစံဟာအဖြူရောင်ဖျော့ဖျော့ဖြစ်ပြီးတော့တစ်ပင်တွေရဲ့အခောက်ဖြူဖြူပေါ်တွေမှာနားတဲ့အခါသူတို့ကိုအမဲလိုက်မဲ့ငှက်တွေအလွယ်တကူမမြင်အောင်လို့သဘာဝတရားကြီးကဖုံးကွယ်ပေးထားပါတယ်ဒါပေမဲ့သူတို့ထဲမှာမျိုးဗီဇချွေမှုကြောင့်မဲမဲလေးမွေးလာတဲ့လေးပြားတွေလည်းရှိပါတယ်အဲ့ဒီလေးပြားမဲလေးတွေကတော့တစ်ပင်ဖြူတွေပေါ်မှာနားတဲ့အခါထင်ရှားနေပြီးတော့ငှက်တွေရဲ့အစာအဖြစ်အလွယ်တကူစားခံခဲ့ရပြီးမျိုးတုံးနီးပါးဖြစ်ခဲ့ရပါတယ်
ဒါပေမဲ့စက်မှုတော်လှန်ရေးဖြစ်တဲ့အခါစက်ရုံတွေပေါ်လာပြီးစက်ရုံရဲ့မီးခိုးငွေ့တွေရောက်တစ်ပင်ပင်စီတွေအကုန်လုံးမဲမှောင်သွားတဲ့အခါမှာတော့ကစားပွဲကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ဒီချိန်မှာတော့တစ်ပင်မဲမဲတွေပေါ်မှာလက်ပြအဖြူတွေကထင်ရှားသွားပြီးတော့ငှက်တွေရဲ့အစားကိုအလူရဲ့ခံရပါတော့တယ်လက်ပြအမဲတွေကတော့တစ်ပင်မဲမဲတွေပေါ်မှာပုံကွယ်လို့ရသားတဲ့အတွက်အသက်ရှင်ကျန်ရစ်ပြီးဥဝေအများကြီးဥနိုင်ခဲ့ပါတယ်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့အဲ့ဒီဒေတာလက်ပြတွေအလုံးကြီးပါဟာအမဲရောင်တွေကြီးဖြစ်ကုန်ကြပါတယ်ဒါကတဘာဝတရားကအမဲရောင်လက်ပြတွေကိုရွေးချယ်ပြီးဆက်လက်လိုက်တဲ့သဘောပါနောက်ထပ်ဥမာတစ်ခုကတော့တစ်ကလေးအုပ်တွေရဲ့လေပင်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကတစ်ကလေးအုပ်ဘူဘေးတွေရဲ့မျိုးစိတ်တွေဟာလေပင်အခြေတွေမဟုတ်ကြပါဘူးတမန်ငါရှန်ကမြင်းတွေတမင်တွေလောက်ပဲလေပင်အသင့်တင်ရှိခဲ့ကြတာပါဒါပေမဲ့ရာသီဥတု6တွေ့ပြီးတော့မြေပြင်ကမြက်တွေရှားပါလာတဲ့အခါအပင်မြင့်မြင့်ပေါ်ကအရွက်တွေကိုမှီတဲ့တစ်ကလေးအုပ်တွေပဲအစာဝဝလင်စားရပြီးတော့အသက်ရှင်ခွင့်ရခဲ့ပါတယ်အဲ့ဒီထဲမှာမျိုးရိုးဗီဇအရလေပင်နဲ့ပိုချီတဲ့တစ်ကလေးအုပ်တွေဟာအစာပိုဆိုင်ရပြီးတန်မာတဲ့အတွက်မျိုးဆက်ပွားခွင့်လည်းပိုပြီးရခဲ့ပါတယ်ဒီလိုနဲ့မျိုးဆက်ပေါင်းထောင်ချီဖြစ်သွန်းသွားပြီးတဲ့အခါမှာတော့လေပင်တိုတဲ့တစ်ကလေးအုပ်တွေဟာအစာငတ်တိတ်ဆုံးဝင်ကြပြီးတော့လေပင်ရှိတဲ့ဗီဇတွေပဲထက်ခါလက်ဆင့်ကမ်းရင်ဒီနေ့ခေတ်ကျွန်တော်တို့မြင်ရတဲ့လေပင်ရှိတဲ့တစ်ကလေးအုပ်ကြီးတွေဖြစ်လာတာပဲဖြစ်ပါတယ်ဒါကြောင့်စင်ကဲပြောင်းလဲခြင်းဆိုတာမော်တက်လို့ချက်ချင်းကြီးပြောင်းလဲသွားတာမဟုတ်ပဲအသက်ရှင်ကျန်ရစ်သူသာမိမိရဲ့ဗီဇကိုနောက်မျိုးဆက်ထံလက်ဆင့်ကမ်းခွင့်ရခြင်းဆိုတဲ့တဘာဝတရားရဲ့စီစဉ်မှုဖြစ်စဉ် natural selection ပဲဖြစ်ပါတယ်ဒီလိုစမ်းပြလာတဲ့ theory ကိုရှာတွေ့ခဲ့တဲ့ Charles Darwin ဟာတကယ်တော့ငယ်တုန်းကကြီးလာရင်သိပ္ပံပညာရှင်ကြီးဖြစ်လာမယ်ဆိုတဲ့အရေးအယံမျိုးသိပြီးမပြခဲ့ပါဘူး။ Darwin ကို1809ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာအင်္ဂလန်နိုင်ငံရဲ့အလွန်ချမ်းသာပြီးဂုဏ်ကြီးရှိတဲ့မိသားစုကနေမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အဖေဟာနာမည်ကြီးဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီးတော့ Darwin ကိုလည်းသူ့လိုပဲဆရာဝန်တစ်ယောက်ဖြစ်စေချင်ခဲ့တာပါ။ဒါပေမဲ့ Darwin ဟာဆေးကြောင်တက်တဲ့အခါမှာတော့အဆင်မပြေဖြစ်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့19ရာစုအစောပိုင်းတုန်းကဆေးပညာဟာကျွန်တော်တို့ဒီနေ့ခေတ်လိုမတိုးတက်သေးပါဘူး။ခွဲစိတ်တဲ့အခါမှာမိစေးမရှိတဲ့အတွက်လူနာတွေရဲ့အော်ဟစ်ညှဉ်းညူတန်းတွေသွေးတန်ရဲရဲတွေကိုဒါဝင်ဟာမရှိရမမြင်ရဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲသူဟာဆေးကြောင်းကိုစိတ်ကြက်ပြီးထွက်ခဲ့ပါတယ်။ဒါဝင်ကိုသူ့ဖေကအရန်စိတ်ဆိုးပြီးတော့ဒီလိုပြောခဲ့ပူပါတယ်။မင်းကတော့တနက်ပစ်လိုက်ခွေးတွေနဲ့ဆော့လိုက်ကြွက်ဖမ်းလိုက်ပဲလုပ်နေတော့တာပဲ။မင်းကငါတို့မိသားစုအတွက်တော့တိတ်ခါကြစရာပဲတဲ့။ဒါပေမဲ့နောက်ဆုံးမှာတော့ဒါဝင်ကိုသူ့ဖေကတိတ်ခါရှိတဲ့အလုပ်တစ်ခုဖြစ်တဲ့ဖုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့အတွက် Cambridge တက္ကသိုလ်ပို့ပြီးတော့ဘာသာရေးစာပေတွေသင်ယူစေခဲ့ပါတယ်။ဒါဝင်ဟာဖုန်းကြီးဖြစ်ဖို့စာသင်နေရင်းနဲ့မှတဘာတရားကိုလေ့လာရတာကြောက်ခဲတွေပိုးကောင်မောင်းကောင်တွေဆူဆောင်ရတာကိုပို့ပြီးယူသွတ်လာခဲ့ပါတယ်။ဒါဝင်ရဲ့ဘဝကိုထာဝရပြောင်းလဲပစ်ခဲ့တဲ့အလှည့်ပြောင်းတစ်ခုဟာ1830ခုနှစ်မှာရောက်လာခဲ့ပါတယ်။ပြည်ထောင်စုအစိုးရဟာတောင်အမေရိကကမ်းရိုးတန်းတွေကိုမြေပုံဆွဲဖို့ HMS Beagle လို့ခေါ်တဲ့တင်မောရေးတစ်စီးကိုစေလွှတ်ဖို့ပြင်ဆင်ခဲ့ပါတယ်။တင်မောကပတိန် Robert Fitzroy ဟာခရီးဝေးမှာသူ့ကိုဖော်ပြပြီးစကားပြောနိုင်မဲ့တဘာတရားကိုစိတ်ဝင်စားတဲ့ပညာတတ်လူငယ်တဦးကိုရှာဖွေနေခဲ့ပါတယ်။ဒီလိုနဲ့ပဲဒါဝင်နဲ့တွေ့ကြတယ်ဆိုတော့ဒါဝင်ဟာသူ့ဖေရဲ့ကန့်ကွက်မှုတွေကိုကြော်ဖြတ်ပြီးတော့အဲ့ဒီတင်မောပေါ်ကိုလိုက်သွားခဲ့ပါတယ်။အစပိုင်းမှာ2နှစ်ပဲကြာမဲ့ခရီးစဉ်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့9နှစ်ထိကြာတဲ့စွန့်စားခန်းကြီးဖြစ်လာခဲ့ပါတယ်။ဒီ9နှစ်တာကာလအတွင်းမှာဒါဝင်ဟာတင်မောမှုရဲ့ဝေဒနာကိုအပြင်းထန်ခံစားခဲ့ရပေမဲ့ကုန်းမြေပေါ်ကိုရောက်ပြီဆိုရင်တော့တောရိပ်တောင်တွေကိုမြင်းနှကောင်နဲ့လာပေါင်းများစွာစွန့်စားခန်းဖွင့်ခဲ့ပါတယ်။သူဟာပတ်ဝန်းကျင်ကိုတာမန်မျက်စိနဲ့မကြည့်ဘဲနဲ့ထူးခြားတဲ့မေးခွန်းတွေထုတ်ခဲ့ပါတယ်။ပထမဆုံးသူ့ကိုမျက်လုံးပြူသွားစေတဲ့အဖြစ်အပျက်ကတော့အန်ဒီစတောင်တွန်းကြီးတွေရဲ့အမြင့်ပေတောင်းရင်အောင်ကျော်ပေါ်မှာကြောက်ဖြစ်ရုပ်တွင်ဖြစ်နေတဲ့ပင်လယ်ကမာခေါင်တွေကိုရှာတွေ့ခဲ့တာပါပင်လယ်ထဲမှာပဲရှိရမယ့်ကမာခေါင်တွေကဘာလို့ဒီလောက်မြင့်တဲ့တောင်ထိပ်ပေါ်ရောက်နေရလဲဆိုတာဟာတွေးတောစရာဖြစ်လာပါတယ်အဖြစ်ကတော့ကမ္ဘာမြေကြီးဟာငလျင်တွေပထဝီဝင်အပြောင်းလဲတွေကြောင့်နှစ်တန်းပေါင်းများစွာတွင်အောက်ခြေကနေအပေါ်ကိုတဖြည်းဖြည်းမြင့်တက်လာခဲ့တာပဲဖြစ်ရမယ်ဒါပေမဲ့ဒီချက်ဟာအဲ့ဒီခေတ်ကလူတွေယုံကြည်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီခေတ်ကလူတွေဟာကမ္ဘာမြေကြီးရဲ့တက်တန်းဟာနှစ်ပေါင်း6000ပဲရှိသေးတယ်လို့အခိုင်အမာယုံကြည်ထားခဲ့ကြတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနှစ်ပေါင်း6000ဆိုတဲ့ကောက်ချက်ကဘယ်ကနေဆင်းသက်လာခဲ့တာလဲအဲ့ဒါကတော့လွန်ခဲ့တဲ့1650ခုနှစ်တုန်းကအိုင်ယာလန်နိုင်ငံရဲ့နာမည်ကြီးဂိုင်းချုပ်ဖုန်းတော်ကြီးဖြစ်တဲ့ James Archer ဆိုသူရဲ့တွက်ချက်မှုကနေစတင်ခဲ့တာပဲဖြစ်ပါတယ်သူဟာတမန်ကျမ်းစာထဲမှာပါတဲ့အာဒန်အေးဝါကနေစပြီးတော့နောအေအာဗြဟံစတဲ့ကမ္ဘာလူသားတွေဘလောက်ကြောင်တက်ရှင်ခဲ့တယ်လဲသားသမီးဘယ်နှယောက်မွေးခဲ့တယ်လဲဆိုတော့မျိုးရိုးစင်ဆက်တက်တန်းစရာတွေကိုအသေးစိတ်နောက်ပြန်တွက်ချက်ခဲ့ပါတယ်သူဟာတမိုင်းဝင်အဖြစ်အပျက်တွေနဲ့ပါအပြန်အလှန်ချိန်ညှိပြီးဘာသာရေးရှုထောင့်ရပြည့်စုံတဲ့တက်ကလေးတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့ဘုရားသခင်ဟာကမ္ဘာကြီးကိုခရစ်တော်မပေါ်မီ BC 4004ခုနှစ်အောက်တိုဘာ23ရက်တနင်္ဂနွေနေ့မှာဖန်ဆင်းခဲ့တာဆိုတဲ့ကောက်ချက်ပဲဖြစ်ပါတယ်ဒီကောက်ချက်ကြောင့်ပဲအဲ့ဒီအချိန်ကနေပြီးဒါဝင်တို့ခေတ်ထိခရစ်ယာန်ကမ္ဘာတစ်ခုလုံးကကမ္ဘာကြီးရဲ့တက်တန်းဟာနှစ်ပေါင်း6000ပဲရှိသေးတယ်ဆိုပြီးတော့တစ်ထက်တည်းမှိတ်ဝဲရတာပါဒါပေမဲ့ဒါဝင်ကတော့တောင်ထိပ်ပေါ်ကကမ္ဘာကောင်ခွန်တွေကိုကြည့်ပြီးတော့ကမ္ဘာမြေကြီးဟာဖုံးကြီးအာချာတွက်ခဲ့တယ်လို့နှစ်ပေါင်း6000ပဲရှိသေးတာမဟုတ်ပဲဒီထက်အစပေါင်းများစွာပိုအသက်ကြီးနေပြီးတော့နှစ်တန်းပေါင်းများစွာရှိနေလောက်ပြီဆိုတာကိုမျက်ဝါးထင်ထင်စတင်ရိပ်မိလာပါတော့တယ်။ဒါဝင်ရဲ့စွန့်စားခန်းတွေထဲမှာအရေးကြီးဆုံးမှတ်တိုင်ကတော့က
လာပါဂိုစ်ကျွန်းစုတွေစီကိုရောက်ရှိခဲ့တာပါဒီကျွန်းစုတွေဟာအီကွေဒေါနိုင်ငံကမ်းခြေကနေမိုင်600ကျော်ဝေးတဲ့ပင်လယ်ထဲကမီးတောင်ကျွန်းစုလေးတွေပါဒီကျွန်းတွေပေါ်မှာဒါဝင်ဟာအလွန်ထူးဆန်းတဲ့တပ်တော်တွေကိုတွေ့ခဲ့ရပါတယ်ကုန်းပေါ်မှာနေတဲ့အီယာမလက်ကြီးတွေပင်လယ်ထဲငုပ်ပြီးရင်းနှီးစားတဲ့ဖွတ်ကြီးတွေစသဖြင့်အမျိုးအစားအစုံပါပဲဒါပေမဲ့ဒါဝင်ကိုမျက်စိပွင့်နားပွင့်ဖြစ်စေခဲ့တာကတော့ Finches လို့ခေါ်တဲ့စာကလေးငှက်တွေပဲဖြစ်ပါတယ်အဲ့ဒီစာငှက်လေးတွေဟာအကောင်ပုံစံချင်းတူတူဖြစ်ပေမဲ့တကြွန်းနဲ့တကြွန်းလိုက်ပြီးတော့သူတို့ရဲ့နှုတ်သီးပုံစံတွေဟာမတူကြပါဘူးအခုမှတဲ့အစိတ်ဆန်တွေပေါ်တဲ့ကျွန်းဝငှက်တွေကြတော့အစိတ်ဆန်တွေကိုကိုက်ခွဲဖို့အတွက်သူတို့ရဲ့နှုတ်သီးတွေဟာတုတ်တုတ်ခိုင်ခိုင်ကြီးတွေဖြစ်နေပြီးတော့ခြားဆောင်ပန်းတွေပေါ်တဲ့ကျွန်းဝငှက်တွေကြတော့ပန်းမွင့်တွေကပိုးပေါင်တွေကိုထိုးစိတ်စားဖို့အတွက်သူတို့ရဲ့နှုတ်သီးတွေကချွန်ချွန်လေးတွေဖြစ်နေကြပြီးတော့တစ်သီးတွေပေါ်တဲ့ကျွန်းဝငှက်တွေကြတော့သူတို့ရဲ့နှုတ်သီးကပုံစံတစ်မျိုးဖြစ်နေတာပါဒါနဲ့ပဲဒါဝင်ဟာစဉ်းစားကန်ခွင့်ပါတော့တယ်ဖျားသခင်ကသာတတ္တဝါတွေကိုတခါတည်းဖန်ဆင်းခဲ့ရင်ဘာလို့ဒီလောက်နီးကပ်တဲ့ကျွန်းစုလေးတွေပေါ်မှာငှက်တွေကိုနှုတ်သီးပုံစံတစ်မျိုးစီနဲ့တီးတက်လိုက်ပြီးဖန်ဆင်းနေမှာလဲပေါ့ဖြစ်နိုင်တာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတောင်အမေရိကတိုက်မိုက်ကြီးစီကနေလေလွင့်လာတဲ့ဆန်ငှက်တစ်မျိုးတွေဟာဒီကျွန်းစုတွေပေါ်ကိုရောက်လာခဲ့တယ်ပြီးတော့ကျွန်းစီရဲ့အစားအစာရရှိမှုပေါ်မူတည်ပြီးတော့အသက်ရှင်ကျန်ရအောင်တို့ရဲ့နှုတ်သီးတွေဟာမျိုးဆက်ပေါင်းများစွာအတွင်းတဖြည်းဖြည်းပြောင်းလဲသွားတာပဲဖြစ်ရမယ်ဒါဟာဒါဝင်ရဲ့စိတ်ထဲမှာဆင်ငယ်ပြောင်းလဲခြင်းအတွေးခေါ်တတိစတည်လာခဲ့ခြင်းဖြစ်ပါတယ်1816ခုနှစ်မှာတော့ဒါဝင်ဟာအင်္ဂလန်ကိုပြန်ရောက်လာခဲ့ပါတယ်သူစုဆောင်းလာခဲ့တဲ့အချက်လက်တွေဟာနောက်မှာသူ့ကိုကမ္ဘာကျော်သဘာဝသိပ္ပံပညာရှင်တူဖြစ်လာစေခဲ့မှာပါဒါပေမဲ့အဲ့အချိန်ကတော့ဒါဝင်ဟာသူရှာဖွေတွေ့ရှိထားတဲ့ theory ကိုဘယ်သူမှမပြောရဲဘဲနဲ့လှုပ်ဝက်ထားခဲ့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကအင်္ဂလန်ဟာခရစ်ယာန်ဘာသာတကူထွားနေတဲ့အချိန်ဖြစ်နေလို့ပါဘုရားသခင်ကဖန်ဆင်းထားတာမဟုတ်ဘူးသဘာဝတရားကြီးကပြောင်းလဲဖြစ်တာလို့ပြောလိုက်ရင်ဘာသာရေးကိုစော်ကားသူဖြစ်တတ်မှတ်ပြီးတော့လူမှုပတ်ဝန်းကျင်ကနေမိုင်းပက်ခံရမှာဘူးဒါဝင်ဟာတော်တော်လေးကြောက်ခဲ့ပါတယ်ဒါဝင်ဟာသူ့တငယ်ချင်းတယောက်စီကိုရေးတဲ့စာထဲမှာအခုလိုဝန်ခံခဲ့မှုပါတယ်ငါရဲ့စင်ငယ်ပြောင်းလဲခြင်း theory အကြောင်းကိုဖွင့်ပြောရတာဟာလူသက်မှုတစ်ခုကိုဝန်ခံရတယ်လို့မျိုးခံစားရပါတယ်တဲ့နောက်ထပ်ကြီးမားတဲ့အတားအဆီးတစ်ခုကတော့သူ့ရဲ့ဇနီးတဲ့အမ်မာပါပဲအမ်မာဟာဘာသာရေးကိုအလွန်ကိုင်းဆိုင်တဲ့အမျိုးသမီးတူဖြစ်ပါတယ်ဒါဝင်ကသူ့ရဲ့ theory ကိုပြောပြတဲ့အခါအမ်မာဟာအရန်နဲ့စိုးရိမ်သွားခဲ့ပြီးတော့ရှင်ဒီလိုတွေးနေရင်တည်သွားတဲ့အခါကျမနဲ့ကောင်းကင်ဘုံမှာဘယ်တော့မှစုံတွေ့ခွင့်ရမှာမဟုတ်ဘူးဆိုပြီးတော့ငွေယူခဲ့ပါတယ်ဒါဝင်ဟာမိသားစုအဆင်မပြေဖြစ်မှာသူ့ဇနီးစိတ်ဆင်းရဲမှာကိုလည်းမလိုလားခဲ့ပါဘူးဒါတွေကြောင့်ပဲသူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုစာအုပ်ဖြစ်နေမထုတ်ဘဲနဲ့အနှစ်20ကြာအောင်လျှို့ဝှက်စာပုံးထဲမှာပဲတောက်ခတ်ပြီးတင်ထားခဲ့ပါတယ်ဒါပေမဲ့သူဟာပုံမခိုင်မာတဲ့တက်တွေရအောင်ခရီးတွေတစ္ဆေတွေပိုးကောင်မွားကောင်တွေကိုနှစ်ပေါင်းများစွာထပ်ပြီးတော့သူတေသနာပြုနေခဲ့ပါတယ်ဒီလိုနဲ့1858ခုနှစ်ကိုရောက်မှာတော့ဒါဝင်ကိုထိုင်ယာကနေထောက်ခုံစီမဲ့စာတစ်စောင်ရောက်လာခဲ့ပါတယ်အဲ့ဒီစာဟာမလေးရှားကျွန်းစုတွေစီမှာသူတေသနာလုပ်နေတဲ့ Alfred Russel Wallace ဆိုတဲ့လူငယ်ပညာရှင်လေးစီကလာတာပါWallace ဟာဒါဝင်ရဲ့ theory နဲ့ထပ်တူညီတဲ့ natural selection အယူဆကိုသူ့ဘာသာသူရှာတွေ့သွားပြီးတော့အကြံဉာဏ်တောင်းဖို့အတွက်ဒါဝင်စီကိုစာရေးလိုက်တာပဲဖြစ်ပါတယ်ဒီစာအုပ်မြင်ပြီးတဲ့အချိန်မှာတော့ဒါဝင်ဟာတော်တော်လေးကိုထိတ်လန့်သွားခဲ့ရပါတယ်တကယ်လို့သူသာစာအုပ်အမြန်မထုတ်နိုင်ရင်သူအနှစ်20လုံးလုံးစူးစမ်းထားခဲ့တဲ့မြတ်သမိုင်းဝင်မဲ့လုပ်ရက်တွေဟာ Wallace ရဲ့လက်ထဲကိုကြောက်သွားတော့မှာပါနောက်ဆုံးမှာတော့ဒါဝင်ဟာတူရီမနေတော့ဘဲနဲ့စာအုပ်ကိုအပြင်းထန်ရေးသားပြီး1859ခုနှစ်နိုဝင်ဘာ24ရက်နေ့မှာOn the Origin of Species မျိုးစိတ်များရဲ့မူလအစဆိုတဲ့စာအုပ်ကြီးကိုထုတ်ဝေလိုက်ပါတော့တယ်စာအုပ်ထွက်တဲ့ပထမဆုံးနေ့မှာတင်ပုံနှိမ့်သမျှအုပ်ရည်အကုန်လုံးချက်ချင်းရောင်းသွက်ပြီးတော့ကုန်သွားခဲ့ပါတယ်အဲ့ဒီနေ့ဟာကဘာကြီးကိုကန်ထုတ်လိုက်တဲ့နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်ဒါဝင်ရဲ့စာအုပ်ဟာခရစ်ယာန်ဘာသာနဲ့မကဘဲနဲ့တကဘာလုံးမှာရှိတဲ့ဘာသာရေးအခြေခံဖန်ဆင်းခြင်းအယူဆတွေအားလုံးကိုအမြင့်ကနေပြီးလှုပ်ခါပစ်လိုက်တာပါဘာဖြစ်လို့လဲဆိုတော့လူသားတွေကိုဖျားသခင်ဒါမှမဟုတ်ဖန်ဆင်းခြင်းတူကတိတက်ပုံစံချဖန်ဆင်းခဲ့တယ်ဆိုတော့ဆွေးလန်းကြီးစွာယုံကြည်မှုနောက်ွယ်မှာတမိုင်းတစ်ချောင်းလူသားချင်းတွေးခွဲတဲ့ဆိုးကျိုးတွေအများကြီးကပ်ပါလာခဲ့လို့ပဲဖြစ်ပါတယ်ထင်ရှားဆုံးဥပမာတစ်ခုကတော့အိန္ဒိယနိုင်ငံရဲ့ဇန်နိဇက်မြင့်ခွဲခြားတဲ့စနစ်ပဲဖြစ်ပါတယ်ဟိန္ဒူဘာသာရဲ့ကမ္ဘာဦးဖန်ဆင်းခြင်းတန်ထာကြီးအရဖန်ဆင်းခြင်းပြမကြီးဟာလူသားတွေကိုဖန်ဆင်းတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကနေခွဲခြားပြီးဖန်ဆင်းခဲ့တယ်လို့ယုံကြည်ကြပါတယ်ပြမကြီးရဲ့ဦးခေါင်းကနေဘုံကြီးပညာရှိလူပညာရှိပြမနာတွေဖြစ်လာတယ်လက်မောင်းကနေမင်းကြီးမင်းသားစစ်တီစတဲ့ခတ္တိယတွေဖြစ်လာတယ်ပေါင်ကနေငွေတလို့ခေါ်တဲ့ကုန်တယ်လေသမားတွေဖြစ်လာပြီးရှေ့ဘဝကနေကြတော့အောက်ခြေလူဒန်းသားဖြစ်တဲ့တုတ်ထအစေခံတွေဖြစ်လာတယ်လို့ယုံကြည်ခဲ့ကြပါတယ်အဆိုအဆုံးကတော့ဒီအဆင့်40နဲ့မှတော့မပါတဲ့ခြေဘဝအောက်ကဖုံမှုလို့သတ်မှတ်ခံရတဲ့ဒါလစ်လို့ခေါ်တဲ့ဇက်မဲ့အနေဆုံးဇက်တွေပဲဖြစ်ပါတယ်ဖန်ဆင်းခြင်းကဒီလိုခွဲခြားသတ်မှတ်ပြီးမွေးထုတ်ပေးလိုက်တာဆိုတဲ့အယူဆကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကနေဒီနေ့ခေတ်ထိကိုအိန္ဒိယမှာဇက်နေနေဟာလူသားချင်းမတူသလိုခွဲခြားခံရတဲ့ဒုက္ခတွေကိုခါးစည်းခံခဲ့ရပါတယ်ဇက်မြင့်တွေတုံးတဲ့ရေရင်းကနေရေခတ်ခွင့်မရှိတာဇက်မြင့်တွေရဲ့အိမ်ရှိကနေဖြတ်လျှောက်ရင်ဖနှက်ရွှေ့ရတာ
လမ်းလျှောက်ရင်တော့သူတို့ရဲ့ရိတ်ကဇမ်းမြင့်တွေကိုမင်းညမ်းစေဖို့လမ်းဘေးရဆင်းလျှောက်ရတာစာတင်ကျောင်းတွေမှာအစားအလူရှင်တွေအာဟာရဒါနလာကျွေးတဲ့နေ့တွေဆိုလို့ရှိရင်ဇမ်းနေလို့တတ်မှတ်ခံထားရတဲ့ကလေးတွေဟာအိမ်ကနေအိုးခွက်ပကံတွေတီးတန့်ယူလာရတာစတာတွေအထိရက်စက်တဲ့ဘဝတွေကိုကြုံတွေ့ခဲ့ရပါတယ်အကယ်၍ဇမ်းနေတယောက်ကဒါကိုတော်လှန်မှုကြိုးစားရင်ဖန်ဆင်းရှင်ရဲ့အလိုတော်ကိုဆန့်ကျင်တာဆိုပြီးအသက်တည်ဆုံးတဲ့အထိကိုနှိပ်စက်ခံခဲ့ကြရပါတယ်ဒါသဘာဝတရားကြီးကခွဲခြားတာမဟုတ်ပဲဖန်ဆင်းရှင်ဝါဒကိုအသုံးချပြီးတော့လူသားချင်းသွေးဆုပ်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်အိန္ဒိယမှာလည်းမကပါဘူးအနောက်ကဘာမှာလည်းလူဖြူတွေကလူမဲတွေကိုကြုံပြုတဲ့အခါမှာဒီဖန်ဆင်းရှင်အယူဆကိုပဲအသုံးချခဲ့တာပါဖျားသခင်ကလူဖြူတွေကိုအုပ်ချုပ်သူတွေဖြစ်ပိုပြီးမြင့်မြတ်စွာဖန်ဆင်းထားတာလူမဲတွေကိုတော့ကြုံခံမှုဖန်ဆင်းခံထားရတာဆိုပြီးကျမ်းစာတွေကိုအတိတ်ပဲလွဲမှားတာကောက်ယူပြီးတော့လူသားချင်းကြုံပြုတာကိုတရားမျှတတဲ့အောင်ပြုလုပ်ခဲ့ကြပါတယ်ဒါကြောင့်မို့လို့လူတွေကိုဖန်ဆင်းခြင်းကတတ်မှတ်ပြီးသားပုံစံနဲ့ဖန်ဆင်းထားတာလို့ယုံကြည်ခြင်းရဲ့ကြီးမားတဲ့ဆိုးကျိုးတွေကတော့လူဖွဲ့စည်းမှာဖြစ်နေတဲ့မတရားမှုတွေခွဲခြားဆက်ဆံမှုတွေကိုပြောင်းလဲလို့မရတဲ့ဘုရားသခင်ရဲ့အလိုတော်လို့သတ်မှတ်ပြီးလူသားတွေရဲ့တိုးတက်ပြောင်းလဲမှုကိုတားဆီးပိတ်ပင်လိုက်ခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒါဝင်ရဲ့စင်ငယ်ပြောင်းလဲခြင်း theory ပေါ်လာတဲ့အခါမှာတော့ဒီခွဲခြားဆက်ဆံမှုမှိုင်းလုံးကြီးဟာတဖြည်းဖြည်းမှိမ့်မိန်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့စင်ငယ်ပြောင်းလဲခြင်း theory ကလူဖြူဖြစ်ဖြစ်လူမဲဖြစ်ဖြစ်ဇက်နှင်းဖြစ်ဖြစ်စမ်းမြင့်ဖြစ်ဖြစ်ကျွန်တော်တို့လူသားတွေအားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းကျော်ကအာဖရိကတိုက်မှာအတူရှင်သန်ခဲ့ကြတဲ့ကမ္ဘာဦးမိုးဘေးတွေရဲ့မျိုးစိတ်တွေကနေဆင်းသက်လာခဲ့ကြတာဖြစ်လို့ပါပဲဘသူ့ဘုံမှာဘုရားသခင်ကတီးတန့်အထက်တန်းကြကြမဖန်ဆင်းခဲ့သလိုဘသူ့ဘုံမှာလည်းရှေ့ဘွားအောက်ကအစီကံဖြစ်မဖန်ဆင်းခဲ့ပါဘူးကျွန်တော်တို့အားလုံးဟာဇီဝဗေဒအရဒန်းတူညီမျှတဲ့မျိုးနွယ်စုတစ်ခုတည်းသာဖြစ်တယ်ဆိုတာကိုဒါဝင်ကသိပ္ပံနည်းကျလမ်းဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုတော်လှန်တဲ့အတွေးခေါ်တွေကြောင့်ပဲဒါဝင်ဟာခရစ်ယာန်အတိုင်းဝိုင်းနဲ့သတင်းစာတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုပြင်းပြင်းထန်ထန်ခံခဲ့ရပါတော့တယ်။အဲဒီခေတ်ကလူတွေဟာဘုရားသခင်ကလူသားတွေကိုသူ့ရဲ့ပုံစံအတိုင်းပဲမျက်မျက်နှာနှာဖန်ဆင်းထားတာလို့ယုံကြည်ကြတာမို့လို့ဒါဝင်ရဲ့စာအုပ်ကလူဟာတခြားတိရစ္ဆာန်တွေလိုပဲတဘာတရားရဲ့ပြောင်းလဲမှုကြောင့်ဖြစ်လာလို့ပြောလိုက်တဲ့အတွက်လူတွေဟာသူတို့ကိုမြောက်နဲ့မျိုးဆက်တယ်ဆိုပြီးတော့ဒေါသထွက်ခဲ့ကြပါတယ်။အဲဒီခေတ်ကသတင်းစာတွေမှာဒါဝင်ရဲ့ခေါင်းကိုမြောက်ကိုလုံးကြီးနဲ့တွဲပြီးတော့ကာတွန်းတွေဆွဲနှောက်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒါဝင်ကတော့လူလူကြားထဲကိုထွက်ပြီးတော့ရံမတွေ့ခဲ့ပါဘူး။အဲ့ဒီအချိန်ကသူဟာကျမ်းမာရေးမကောင်းတဲ့အတွက်အိမ်ထဲမှာပဲနေပြီးသူ့ရဲ့ Thomas Huxley လို့ခေါ်တဲ့သိပ္ပံပညာရှင်တငယ်ချင်းကပဲသူ့ရဲ့ theory ကိုကာကွယ်ပေးခဲ့ပြီးတော့ဒါဝင်ရဲ့ကိုစားဖုံးတော်ရည်နဲ့အပြင်းထန်ငင်းခုန်ပေးခဲ့ပါတယ်။ဒီနေရာမှာမေးစရာရှိလာတာကဒါဝင်ဟာဘာလို့ဘာသာရေးကိုတော်လှန်တဲ့အတွေးမြင်နေရှိလာခဲ့တာလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါဝင်ဟာစတင်ထွက်ခွာစဉ်ကဘုရားသခင်ကိုယုံကြည်တဲ့ဘုန်းကြီးကျောင်းသားတူပါဒါပေမဲ့သဘာဝတရားကိုလေ့လာရင်းနဲ့သူဟာသဘာဝတရားရဲ့ရက်စက်မှုတွေကိုတွေ့လာခဲ့ရပါတယ်။သူဟာအခုစာတမ်းထိုးပြထားတဲ့နာမည်နဲ့နေချေကောင်တစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။ဒီနေချေကောင်တွေဟာခူကောင်အရှင်လက်လက်ရဲ့ခန္ဓာကိုယ်တွေကိုစူးနဲ့ထိုးပြီးတော့ဥလေးရှိပါတယ်။ဥကနေပေါက်လာတဲ့နေချေကောင်သားလောင်းလေးတွေဟာအဲ့ဒီခူကောင်ကြီးမတည်သေးပဲအရှင်လက်လက်အတိုင်းအတွင်းကလေးစားတွေကိုကိုက်ပြတ်စားတော့ရင်းနဲ့ကြီးပြင်းလာခဲ့ကြတာပါ။ခူကောင်ကြီးချက်ချင်းတည်မသွားအောင်အရေးမကြီးတဲ့အစိတ်ပိုင်းတွေကိုရင်စားပြီးတော့နောက်ဆုံးမှာနှလုံးနဲ့အုံနောက်ကိုစားပြီးတော့အပြင်ကိုဖောက်ထွက်လာခဲ့ကြတာပါ။ဒါကိုမြင်လိုက်ရတဲ့အချိန်မှာဒါဝင်ဟာတကယ်လို့ဘုရားသခင်ကဂိယူနာတော်ရှင်ဆိုလို့ရှိရင်ဘာဖြစ်လို့ဒီလောက်ရက်ဆက်ပြီးညှဉ်းပန်းနှိမ့်ဆက်တဲ့လူနဲ့တရားမျိုးကိုရည်ရွယ်ချက်ရှိရှိဖန်ဆင်းထားခဲ့ရမှာလဲဆိုပြီးတော့စဉ်းစားမိလာပါတယ်။အဲ့ဒီအပြင်ဒါဝင်ရဲ့ဘဝမှာအဆိုးရွားပြင်းထန်ဆုံးဖြစ်တဲ့တစ်ခုကိုလည်းကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့သူတတ်တမျှရှိရတဲ့သူ့ရဲ့သမီးလေးအန်နီဟာအသက်10နှစ်အရွယ်မှာနေယောဂဝေဒနာကိုအပြင်းထန်ခံစားခဲ့ရပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။သမီးလေးတည်ဆုံသွားတဲ့အချိန်မှာတော့ဒါဝင်ဟာဘုရားသခင်ကိုယုံကြည်စိတ်လုံးဝကုံဆုံးသွားခဲ့ပြီးတော့ခရစ်ယာန်ဘာသာကိုဆွန့်လွတ်လိုက်ပါတော့တယ်။သူဟာကဘာကြီးကိုဖန်ဆင်းခြင်းရဲ့ပုံစံတိုင်းလဲပတ်နေတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့စီးမြင်တိုင်းသာရက်ဆက်စွာလဲပတ်နေတာဆိုတဲ့ဖန်ဆင်းရှင်မဲ့အယူဆသို့မဟုတ်ဘာသာမဲ့ agnostic အမြင်ကိုခိုင်ခိုင်မာမာဆုပ်ကိုင်လဲပါတော့တယ်။1882ခုနှစ်ဧပြီ19ရက်နေ့မှာတော့ရှားတာဝင်ဟာကွယ်လွန်သွားခဲ့ပါတယ်။သူ့ကိုလှောင်ပြောင်ခဲ့ကြတဲ့အင်္ဂလန်နိုင်ငံကပဲနောက်ဆုံးမှာတော့သူ့ရဲ့ကြီးမြတ်မှုကိုအတိမတ်ပြုခဲ့ရပြီးတော့သူ့ရဲ့ရုပ်လောင်းကိုဘရင်နေသူရဲကောင်းတွေကိုပဲနှုတ်နှံလေးရှိတဲ့ဖျားเจ้าကြီးထဲမှာဂန္ဓဝင်ယူပဗေဒပညာရှင်အိုင်ဇက်နျူတန်ရဲ့အုပ်ပူပေးမှာခမ်းနားစွာမြုပ်နှံပေးခဲ့ပါတယ်။ချားစတာဝင်ကွယ်လွန်သွားတာဟာနှစ်ပေါင်းရာနဲ့ရှိပြီးရှိခဲ့ပါပြီ။ဒါပေမဲ့ဒီနေ့ခေတ်ထိသူပြောခဲ့တဲ့စင်ကယ်ပြောင်းလဲခြင်း theory ဟာမှားယွင်းကြောင်းကိုဘယ်သူမှသက်သေမပြနိုင်သေးပါဘူး။ခေတ်မီလာတဲ့ DNA စစ်ဆေးမှုတွေမျိုးဗီဇပညာ genetics တွေပေါ်လာတဲ့အခါမှာလဲဒါဝင်ပြောခဲ့တာတွေကပို့ပြီးတော့မှန်ကန်ကြောင်းသက်သေပြနေပါသေးတယ်။ဒါပေမဲ့ဒီနေရာမှာကမ္ဘာကျော်သမိုင်းပညာရှင်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Yuval Noah Harari ကသူ့ရဲ့ Sapiens စာအုပ်ထဲမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အတွေးခေါ်အလှည့်ပြောင်းတစ်ခုကိုထောက်ပြထားပါတယ်။သမိုင်းတစ်လျှောက်ဘာသာရေးတွေပြောခဲ့တဲ့အတိတ်ကဖန်ဆင်းရင်ဝါဒဖြစ်တဲ့ဘုရားသခင်ကလူနဲ့တတ္တဝါတွေကိုပုံစံချဖန်ဆင်းခဲ့တယ်ဆိုတဲ့အယူဆဟာသိပ္ပံနည်းကျမှားယွင်းခဲ့တာသိကြပါတယ်။ဒါပေမဲ့အမျှော်မြင်ကြီးရဲ့ Harari ဟာအတိတ်ကဖန်ဆင်းခြင်းဝါဒဟာမမှန်ခဲ့ပေမဲ့အနာဂတ်မှာတော့ကျွန်တော်တို့လူသားတွေကိုယ်တိုင်ဟာဖန်ဆင်းခြင်းတွေဖြစ်လာတော့မယ်လို့ထောက်ပြထားပါတယ်။
ဒါစိတ်ကူးရင်သက်သက်မဟုတ်ပါဘူးအခုလက်ရှိဇီဝနည်းပညာ biotechnology နဲ့မျိုးဗီဇ engineer genetic engineering တိုးတက်မှုတွေကဒါကိုသက်သေပြနေပါပြီအထင်ရှားဆုံးဥပမာတစ်ခုကတော့ပြင်သစ်သိပ္ပံပညာရှင်တွေဖန်တီးခဲ့တဲ့ EVA လို့ခေါ်တဲ့ကမ္ဘာကျော်ယုံစိမ်းလေးပါပဲသိပ္ပံပညာရှင်တွေဟာပင်လယ်ရေနက်ပိုင်းထဲမှာခန္ဓာကိုယ်အလင်းလွှတ်နိုင်တဲ့ရေခုစိမ်း green jellyfish တွေစီကနေအလင်းထွက်စေတဲ့ DNA ကိုထုတ်ယူခဲ့ကြပါတယ်ပြီးတော့အဲ့ဒီဗီဇကိုတာမန်အဖြူရောင်ယုံမလေးတစ်ကောင်ရဲ့သတိသား DNA တွေကိုပေါင်းစပ်ထည့်သွင်းလိုက်ပါတယ်ရလက်ကတော့မွေးလာတဲ့ယုံလေးဟာတာမန်အလင်းမှာအဖြူရောင်ပဲဖြစ်ပေမဲ့ခရမ်းလွန်ရောင်ကြီး UV light အောက်ကိုရောက်တဲ့အခါမှာတော့တကိုယ်လုံးရေခုလိုမျိုးတောက်ပတဲ့အစိမ်းရောင်အလင်းတွေဖြောက်ထွက်လာပါတော့တယ်ဒါဟာတဘာဝတရားရဲ့ natural selection တဘာဝတိုင်းရွေးချယ်ခြင်းစီးမြင်ရဆိုလို့ရှိရင်နှစ်သက်မောင်းများစွာအတွင်းဘယ်တော့မှဖြစ်မလာနိုင်တဲ့ကိစ္စတစ်ခုပါတဘာဝတရားကရေခုနဲ့ယုံကိုမိတ်လိုက်ခွင့်မပေးသလိုမျိုးဗီဇခြင်းလည်းရောနှောခွင့်မပေးထားပါဘူးဒါပေမဲ့ဒီနေ့ခေတ်မှာတော့လူသားတွေဟာတဘာဝတရားရဲ့စီးမြင်တွေကိုကြော်ဖြတ်ပြီးတော့မိမိတို့စိတ်ကြိုက်တတ္တဝါအသစ်တွေကိုဒီဇိုင်းဆွဲပြီးဖန်တီးနေကြပါပြီဒါဝင်ဖော်ထုတ်ခဲ့တဲ့သမိုင်းမှာတက်ရှိတွေဟာတဘာဝတရားရဲ့ရွေးချယ်မှု natural selection လမ်းကြောင်းတိုင်းပဲနှိကွေးစွာပြောင်းလဲခဲ့ရပါတယ်ဒါပေမဲ့အနာဂတ်မှာတော့လူသားတွေက intelligent design ဉာဏ်ပညာဖြင့်ပုံစံချခြင်းဆိုတဲ့လမ်းကြောင်းကိုအသုံးပြုပြီးတော့တတ္တဝါတွေကိုမကဘဲနဲ့မိမိတို့ရဲ့ခန္ဓာကိုယ်အုံနှောက်နဲ့တက်တန်းတွေကိုပါစိတ်ကြိုက်ပြုပြင်ဖန်တီးလာနိုင်တော့မှာပါဒါကြောင့်ဒါဝင်ရဲ့ theory ကကျွန်တော်တို့ဟာစင်ငယ်ပြောင်းလဲမှုကနေဆင်းသက်လာတဲ့တဘာဝတရားရဲ့ရင်သွေးငယ်တွေဖြစ်ကြောင်းသက်သေပြခဲ့ပြီးတော့အတိတ်ကဖန်ဆင်းခြင်းအယူဆတွေကိုရိုက်ချိုးခဲ့ပေမဲ့ Harari သတိပေးခဲ့သလိုပဲကျွန်တော်တို့လူသားတွေဟာအသိပညာအစမတန်တိုးတက်လာတာနဲ့အမျှအနာဂတ်မှာဒီကမ္ဘာမြေကိုစိတ်ကြိုက်ဖန်ဆင်းဖျက်ဆီးပြစ်နိုင်မဲ့တကိုးရှင်ဖန်ဆင်းခြင်းအသစ်တွေဖြစ်လာနိုင်တယ်ဆိုတာလည်းမေ့ထားလို့မရပါဘူး The Origin of Species စာအုပ်ထဲကအကောင်းဆုံးစာသားလေးတစ်ခုနဲ့ဒီဗီဒီယိုလေးကိုနှုတ်ဆက်ချင်ပါတယ်ဒီလိုရိုးရှင်းတဲ့အစပြုခြင်းတစ်ခုကနေအကန့်အသတ်မရှိစမ်းပြလှပပြီးအံ့ဩဖွယ်ကောင်းတဲ့သက်ရှိပုံစံတွေဟာစင်ကယ်ပြောင်းလဲလာခဲ့ကြတယ်အခုလည်းဆက်လက်ပြောင်းလဲနေကြဆဲပဲဖြစ်ပါတယ်တဲ့အတိတ်ကသဘာဝတရားကြီးဟာကျွန်တော်တို့ကိုပုံဖော်ခဲ့တယ်လို့အနာဂတ်မှာကျွန်တော်တို့ကိုယ်တိုင်ကကဘာကြီးကိုဘယ်လိုပုံဖော်မလဲဆိုတာဟာစိတ်ဝင်စားစရာကောင်းလာပါတယ်ကျွန်တော်ရဲ့ဒီနေ့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment ထဲမှာဝင်ရောက်ရေးသွားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုရင်းနဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဘ ഹു တုဒ္ဒတွေကိုဆက်လက်ချပွေမျှဝေနိုင်ကြပါသေးဗျ